ဇလိုင်းရဲ့စမှာတော့တောနဲ့ကြီးရဲမှာလူတယောက်ကမွေဖြူကြီးတစ်ကောင်ဖြစ်ပြန်လည်မွေးဖွားလာခဲ့ပါတယ်။ကျန်းတဲ့ပတ်ဝန်းကျင်မှာအသက်ရှင်နိုင်ဖို့အတွက်သူ့ရဲ့လူသားဆန်တဲ့စိတ်တွေကိုတရိတ်ဆန်ဗီဇရည်နဲ့ဖုံးဖိထားခဲ့ရပါတယ်။နှစ်20ကြာပြီးရဲ့နောက်မှာတော့သူကအဲ့ဒီဒေသတစ်ခုလုံးရဲ့ပြိုင်ဘက်ကင်းသခင်တစ်ပါးဖြစ်လာခဲ့ပါတော့တယ်။ဒီလိုဖြစ်လာဖို့ကြိုးစားရင်းနဲ့သူကရက်စက်တဲ့သူတယောက်ဖြစ်လဲပြောင်းလဲသွားပါသေးတယ်။သူ့ရဲ့အတိတ်ဘဝမှတ်ညံနေဟာတဖြည်းဖြည်းမှိမ့်မိန်ပြောက်ကွယ်လူနီးပါးထိဖြစ်လာပါတယ်။ဒီနေ့မှာဆင်းမြစ်ရှာတဲ့သူတယောက်တောင်ကျမြစ်ထဲကိုပြုတ်ကျသွားတာနဲ့ကြုံလိုက်ရပါတယ်။သူ့စီမှာကြံ့ရစ်နေသေးတဲ့လူသားဆန်မှုလေးတစ်ခုကြောင့်အဲ့လူရေထဲကနေကယ်တင်လိုက်ပြီးတောင်ချီကိုဘေးကင်းကင်းနဲ့ပို့ဆောင်ပေးခဲ့ပါတယ်။ကိစ္စကဒီလောက်နဲ့ပဲပြီးသွားပြီလို့ထင်ထားခဲ့ပေမဲ့ရက်အနှဲငယ်ကြာတဲ့အခါမှာအဲ့ဒီလူကသူ့ရှိကိုထက်ရောက်လာလို့တော်တော်လေးအံ့ဩသွားခဲ့ရပါတယ်။အဲ့ဒီလူကသူ့ရဲ့အင်ကြီးအိတ်ထဲကနေပြုတ်ထားတဲ့ကြက်ဥတွေကိုထုတ်ပေးပြီးသူ့ကိုကယ်တင်ပေးခဲ့တဲ့မွေကြီးကိုကျေးဇူးဆက်ခဲ့ပါတယ်။တကယ်လို့မွေကြီးသာမကူညီခဲ့ရင်သူ့မိသားစုလည်းအသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ရှင်းပြလိုက်ပါတယ်။ပြီးတော့ဆေးမြစ်တွေဆက်ပြီးရှာဖွေခွင့်ပြုဖို့အတွက်တောင်းဆိုခဲ့ပါတယ်။မွေကြီးရဲ့အကာအကွယ်ကိုတောင်းဆိုလိုက်တာကြောင့်ဒီလူကနည်းနည်းလောဘကြီးလွန်းတယ်လို့ထင်သွားပါတယ်။မွေကြီးကဘာမှမပြောဘဲလှည့်ထွက်သွားခဲ့ပေမဲ့အဲ့ဒီလူကတော့သူ့ကိုအသေးမကိုက်တက်လိုက်တာဟာခွင့်ပြုတဲ့လက္ခဏာပဲလို့ယူဆပြီးတောင်ပေါ်မကြာခဏပြန်ရောက်လာပါတယ်။အဲ့ဒီလူကတောအုပ်ထဲမှာပုံမှန်မြင်တွေ့နေကြလူတစ်ယောက်ဖြစ်လာပြီးတော့ဆေးမြစ်တွေရှာတာအပင်တွေကိုပြိုးထောင်တာတွေကိုမွေကြီးကအမြဲစောင့်ကြည့်နေခဲ့ပါတယ်။တဖြည်းဖြည်းနဲ့ဆေးမြစ်ဥယျာဉ်လေးတစ်ခုဖြစ်လာခဲ့ပြီးတော့သူတို့နှစ်ယောက်လမ်းကြုံတိုင်းအဲ့ဒီလူကတငယ်ချင်းဟောင်းတစ်ယောက်လိုထိုင်ပြီးစကားတွေပြောနေတတ်ပါတယ်။ဆေးမြစ်တွေရောင်းရလို့သူ့မိသားစုကိုဘယ်လိုကျွေးမွေးနိုင်ကြောင်းတွေပြောပြပြီးအဆုံးအစမရှိကျေးဇူးတင်စကားတွေပြောလွန်းလို့နောက်ပိုင်းကျဒီစကားတွေကိုမွေကြီးကအယမ်းကိုရိုးအီလာပါတော့တယ်။မွေကြီးကအဲ့ဒီလူရဲ့အဆက်မပြတ်စကားပြောနေရတွေကိုအယမ်းကြီးငွေလာတာကြောင့်နောက်6လလောက်ထိအဲ့ဒီလူကိုတမင်သက်သက်ရှောင်နေခဲ့ပါတယ်။ပြိုးပင်လေးတွေကြီးလာပြီးအထွက်နှုံးပိုကောင်းလာတဲ့ခါမှာတော့အဲ့ဒီလူရဲ့အောင်မြင်မှုကရွာသားတွေရဲ့မနာလိုမှုတွေကိုဆွဲဆောင်တယ်လို့ဖြစ်လာပါတော့တယ်။တနေ့မှာမွေကြီးကသူ့ရဲ့ပုံမှန်ကျင့်စဉ်တွေကိုကျင့်ကြံနေတော့ဥယျာဉ်ထဲမှာတခုခုမားနေပြီဆိုတော့ရုတ်တရက်အာယုံခံမိလိုက်ပါတယ်လူသားတွေရဲ့ကိုယ်အပူချိန်3ခုကိုအာယုံခံမိလိုက်တာကြောင့်ဆေးမြစ်ရှာသူကသူ့ရဲ့ပိုင်နဲ့ထဲကိုသစိမ်းတွေခေါ်လာပြီလို့ထင်ပြီးငွေကြီးကဒေါသတွေထွက်သွားပါတယ်အဲ့ဒီလူကတောအုပ်ကြီးကိုသူ့ရဲ့ကိုယ်ပိုင်ခြံဝန်းလို့သဘောထားပြီးစီးကြော်လာပြီလို့တွေးရင်ငွေကြီးကဒေါသတကြီးနဲ့အောက်ကိုဆင်းလာခဲ့ပါတယ်ဒါပေမဲ့ဥယျာဉ်ထဲကိုရောက်သွားတဲ့အခါမှာတော့အဲ့ဒီလူကပါဇက်တောင်မှာတွေးရည်နဲ့ကျမ်းမြေပေါ်မှာလဲကျနေတွေ့လိုက်ရပါတယ်ပြီးတော့ရွာသားတယောက်ရဲ့ခြေထောက်ကိုအသေးလဲဖက်ထားပြီးဒီဆေးမြစ်တွေဟာသူ့ဟာတွေဖြစ်လို့ယူသွားလို့မရဘူးလို့အော်ဟစ်ငိုယူတောင်းပန်နေပါတယ်လူဆိုးကလှောင်ပြောင်ပြီးဒီတောင်ကြီးကမင်းပိုင်လာလားလို့မေးလိုက်ပြီးအခုတော့ဒီနေရာကငါတို့ပိုင်နေဖြစ်သွားပြီလို့ကြေညာလိုက်ပါတယ်သူတို့ကအဲ့လူတခိုးလို့ဆွဆွဲလိုက်ပြီးကြံတဲ့နှစ်ယောက်ကဆေးမြစ်တွေကိုနှုတ်ယူဖို့ပြင်လိုက်တဲ့ချိန်မှာတော့ဆေးမြစ်ရှာသူကအသေးအတန်တုံ့ပြန်มาတော့တယ်သူကပိန်ပိန်ပါပါလူဆိုးရဲ့ခြေထောက်ကိုလွှတ်လိုက်ပြီးသူ့ရဲ့အဖိုးတန်ဆုံးအပင်နှစ်ပင်ကိုကောက်ွယ်ဖို့ပိတ်ရက်လိုက်ပါတယ်သူတို့ဘလောက်ပဲရိုက်နှက်ပါစေလုံးဝမဖယ်ပေးပါဘူးဒီမြင်ကွင်းဟာမွေကြီးအတွက်တော်တော်လေးထူးဆန်းနေပါတယ်ဒီတာမန်ဆေးမြစ်လေးတွေကအရိုက်ခံရလောက်အောင်တကယ်ပဲတန်ဖိုးရှိလို့လားဆိုပြီးသူတွေးနေမိပြီးတော့ဝင်ပါတဲ့မပါတဲ့စဉ်းစားနေပါတယ်အဲ့ဒီအချိန်မှာပဲပိန်ပိန်ပါပါလူဆိုးရဲ့မျက်နှာဒေါသကြောင့်နီးရဲလာပါတယ်သူကဓမ္မကြီးကိုဆွဲထုတ်လိုက်ပြီးဆေးမြစ်ရှာသူရဲ့ကြောကုန်းကိုတက်တက်မတ်မတ်ခုတ်ချလိုက်ပါတော့တယ်ဒါကမထက်ပေမဲ့အလေးချိန်ကြောင့်ဒဏ်ရာကြီးတစ်ခုဖြစ်သွားပြီးကျန်တဲ့ရွာသား2ယောက်ကိုပါလုံးဝအံ့ဩသွားစေခဲ့ပါတယ်သူတို့ကတာမန်တောင်ပေါ်သားတွေသာဖြစ်ပြီးအိမ်နီးချင်းတယောက်ကိုတတ်ဖို့လုံးဝရည်ရွယ်မထားခဲ့ပါဘူးဒါပေမဲ့လူဆိုးကောင်းဆောင်ကတော့ဂိမ်းမဆိုင်ပါဘူးဘယ်သူမှသိမှာမဟုတ်ဘူးလို့အော်ပြောလိုက်ပြီးသူတို့ကပါအပြစ်ထဲဆွဲသွင်းဖို့ကြိုးစားပေမဲ့ဖုန်2ယောက်စီကနေဘာတုံ့ပြန်မှုမှမရလာပါဘူးသူတို့ဘာလို့မလုပ်ကြတာလဲဆိုတာကိုနောက်လှည့်ကြည့်လိုက်တဲ့ချိန်မှာတော့သူ့ရဲ့လေဘင်းမှာရုတ်တရက်ပြင်းထန်တဲ့ညှအားတစ်ခုကိုခံစားလိုက်ရပါတယ်။မွေကြီးရဲ့အစိတ်တွေသူ့ကိုယ်ရဲ့စီးဝင်သွားတာနဲ့အတူပူလောင်တဲ့နာကျင်မှုကြီးရဲ့စက်တက်ရောက်လာပါတယ်။အဲ့ဒီအစိတ်ပမာဏကဘယ်စီးနဲ့မှကယ်လို့မရနိုင်လောက်အောင်ကိုပြင်းထန်ပါတယ်။တေးလူမျောပါဖြစ်နေတဲ့လူကိုလွှတ်ပေးလိုက်ပြီးတော့မွေကြီးရဲ့သူ့ခေါင်းကိုမောလိုက်ပြီးကြံနေတဲ့2ယောက်ကိုအေးဆက်ဆက်အကြည့်ရည်နဲ့စိုက်ကြည့်လိုက်ပါတယ်။သူတို့2ယောက်လည်းသတိလွတ်မတက်ဖြစ်သွားကြပြီးထွက်ပြေးသွားကြပါတော့တယ်။ဆေးမြစ်ရှာတဲ့သူကတော့မွေကြီးကိုတုံးလုံးစွာနဲ့စောင့်ကြည့်နေပါတယ်။ခုချိန်ကြမှာပဲအဲ့ဒီလူကသူ့ရှေ့မှာရှိနေတဲ့မွေပြူကြီးကကြောက်စရာကောင်းပြီးအသက်အန္တရာယ်ပေးနိုင်တဲ့တာရဲကြီးတစ်ကောင်ဖြစ်တယ်ဆိုတော့ပြန်တတိယသွားပုံမှာပဲအလောင်းကိုကြောက်ကဘားလေးပစ်ချလိုက်ပြီးတော့မွေကြီးဥယျာဉ်ကိုပြန်ရောက်လာပါတယ်ဆေးမြစ်ရှာတဲ့သူကတိတ်ဆိတ်သွားပြီးအဲ့ဒီနေ့ကစလို့သူ့ရဲ့မျက်လုံးတွေထဲမှာညင်းမရတဲ့အကြောက်တရားရှိလာခဲ့ပါတယ်နောက်ဆုံးမှာတော့စကားပြောရည်လည်းလုံးဝရက်တန့်သွားခဲ့ပါတယ်။ရာသီဥတုအေးလာတဲ့ခါမှာတော့အဲ့ဒီလူကသူ့ရဲ့ဆေးမြစ်တွေကိုရိတ်သိမ်းပြီးနောက်ထပ်လုံးဝပြန်မလာတော့ပါဘူး။သူ့ရဲ့ဥယျာဉ်လေးလည်းတဖြည်းဖြည်းပျက်စီးသွားပြီးမွေကြီးကလည်းသူ့ရဲ့အထီးကျန်ဘဝကိုပြန်ရောက်သွားပါတယ်။နောက်2ယောက်မှဆေးမြစ်ရှာတဲ့သူပြန်ရောက်လာခဲ့ပေမဲ့သူကအဝေးကနေပဲခဏလေးလှမ်းကြည့်ပြီးချက်ချင်းပြန်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့မွေကြီးမသိခဲ့တာအပြင်လောကမှာဝိညာဉ်စွမ်းအားတွေရရှိထားတဲ့အေယာမမွေဖြူကြီးတစ်ကောင်အကြောင်းကောလာဟာလတွေကပြန့်နေတယ်ဆိုတာပါပဲ။အဲ့ဒီပုံမြင်နေထဲမှာမွေကြီးရဲ့ခေါင်းပေါ်မှာတရက်ဖူတစ်ခုရှိပြီးလူသားတွေရဲ့အသားကိုစားသုံးတတ်တယ်လို့တောင်ပြောကြပါတယ်။ဒါကြောင့်တောင်တိုင်းတစ်ခုလုံးကလူသူကင်းမဲ့ပြီးလုံးဝခြောက်ကပ်သွားပါတော့တယ်။မွေဖြူကြီးရဲ့ကောလာဟာလတွေကပြန့်လွင့်နေတာပါ။10နှစ်ကြာပြီးတဲ့နောက်မှာတော့သူ့ရဲ့ခန္ဓာကိုယ်ကပိုပြီးတန်မာလာသလိုထူးဆန်းတဲ့စွမ်းရည်တွေကလည်းသူ့ကိုယ်ထဲမှာစုစည်းလာခဲ့ပါတယ်။ဒါကိုဘာမှသူတခြားနားမလည်ခဲ့ပေမဲ့ဒီစွမ်းရည်တွေကသူ့ရဲ့ခန္ဓာကိုယ်အဆက်မပြတ်ပုံသွင်းပေးနေတယ်ဆိုတာကိုတော့သူခံစားမိနေပါတယ်။သူ့ရဲ့အာယုံခံနိုင်စွမ်းထဲမှာရင်းနှီးနေတဲ့လူတစ်ယောက်ရဲ့ပုံရိပ်ကရုတ်တရက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့လွန်ခဲ့တဲ့10စုနှစ်ကလိုပဲပြန်ရောက်လာတဲ့စီးမြစ်ရှာတဲ့အဖိုးကြီးပါပဲ။သူ့ရဲ့သပင်တွေကအရင်ကထက်တောင်ပိုပြီးဖြူနေပါပြီ။
ဆေးမြစ်တွေအတွက်အသက်ဆွန့်ခဲ့ပူတဲ့လူတစ်ယောက်ကိုဒီ10နှစ်တာအချိန်ကပင်ပန်းစီခဲ့ပြီးအိုမင်းရင်ရော်နေတဲ့လူအဖြစ်ကိုပြောင်းလဲပစ်လိုက်တာပါခါကိုင်းကိုင်းနဲ့ပိန်လီနေတဲ့သူ့ခန္ဓာကိုယ်အနေထားရသူကတောင်ကဘားတွေကိုဆက်ပြီးတက်နိုင်တော့မှမဟုတ်ပါဘူးအဖိုးကြီးရဲ့တက်ပြင်းချရင်အခုလိုအသုံးမကျတဲ့အဖိုးကြီးတစ်ယောက်ဖြစ်လာချိန်မှာမွေကြီးကိုပြန်တွေ့ရလိမ့်မယ်လို့သူဘယ်တော့မှမမျှော်လင့်ထားခဲ့ဘူးလို့ပြောပါတယ်သူအလုံးမလုံးနိုင်တော့တဲ့အတွက်သူ့သားနဲ့ချွေးမတော့ဝန်တော့ဝန်ဖို့တစ်ခုဖြစ်လာခဲ့ရပြီလို့ညီးတွားရှာပါတယ်လွန်ခဲ့တဲ့ຫນွေဦးမိုးခေါင်ရေရှားဖြစ်တုန်းကသူ့မိမဆုံးပါသွားခဲ့ပြီဆိုတဲ့အကြောင်းကိုလည်းရင်ဖွင့်ပြောပါတယ်စားစရာတွေပြက်လက်သွားတဲ့အချိန်မှာသူမဘလို့မှနားချလို့မရခဲ့ပါဘူးအငတ်ဘေးကိုဖြည့်ရှင်းဖို့အတွက်တက်နဲ့သူမကမြေပြူတွေကိုစားခဲ့ရပြီး9ရက်ပဲအသက်ရှင်နိုင်ခဲ့ပါတယ်တကယ်တော့အဖိုးကြီးကအမှန်တရားကိုသိနေခဲ့ပါတယ်သူ့မိမကကလေးတွေအတွက်ကြံနေသေးတဲ့ဆန်စပါးတွေကိုခြံထားပေးခြင်းလို့အဖိုးကြီးဖွားကြီးလင်မယားကိုလုံးဝမကြွေးခဲ့တာပါကျွန်တော်တို့ရဲ့မွေကြီးကတော့ဒီအဖြစ်ဆိုးကြီးကိုလုံးဝတိတ်ဆိတ်စွာနဲ့နားထောင်နေခဲ့ပါတယ်ပထမဆုံးအကြိမ်အဖြစ်ဒီလူကြီးရဲ့စကားတွေကသူ့ရင်ဘတ်ထဲရောက်လာခဲ့တာပါအသက်ရှင်သန်ဖို့အတွက်ကြီးတက်တဘဝလုံးရုန်းကန်ခဲ့ရတဲ့ဒီအလုတ်သမားအိုကြီးဟာနောက်ဆုံးမှာတော့ဆင်းရဲမွဲတေမှုဆိုတဲ့သူ့ရဲ့ကံကြမ္မာကိုမပြောင်းလဲနိုင်ခဲ့ပါဘူးသူနားမလည်နိုင်ပေမဲ့မွေကြီးကဒီကမ္ဘာလောကကြီးရဲ့အစစ်အမှန်အဖြစ်အပျက်တွေကိုမြင်တွေ့လိုက်ရပါတယ်ဒါလိုတင်းကျပ်တဲ့လူဒန်းစားခွဲခြားမှုတွေနဲ့ဖျို့ဖျဲဖြစ်နေတဲ့ခေတ်ကြီးမှာလူအများစုအတွက်တော့ကောင်းမွန်တဲ့ဘဝတစ်ခုကိုရရှိဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့အရာပါပဲအသက်ရှင်သန်ခွင့်ဆိုတာကအာဏာရှိတဲ့လူဒန်းစားတွေစီကနေရတဲ့လက်ဆောင်တစ်ခုလိုပါပဲဆေးမြစ်ရှာရဲ့သူပြန်ထွက်သွားတဲ့အချိန်မှာတော့သူ့အတွက်အချိန်သိမ့်မကြံတော့ဘူးဆိုတာရှင်းနေပါတယ်မွေကြီးဟာသူ့ကိုယ်မှာဆွဲကပ်နေတဲ့တင်မင်းရဲ့အနံ့သက်ကိုရှင်းရှင်းလင်းလင်းရလိုက်ပါတယ်သူ့မိမနဲ့နောက်ဆုံးမှပြန်လဲပေါင်းစည်းရတော့မှမလို့ဒီလူကြီးပျော်နေလောက်မှာပါပြီးတော့သူတည်သွားရင်သူ့သားရဲ့မိသားစုအတွက်လည်းစားစရာနည်းနည်းပို့ထွက်လာမှာပါဒါပေမဲ့မွေကြီးကတော့ရုတ်တရက်စိုးရင်ပူပန်မှုတစ်ခုကိုခံစားလိုက်ရပါတယ်သူကလုံးဝတည်ခြင်းတရားကိုလက်မခံပါဘူးဒါကြောင့်မွေဖြူကြီးဟာကောင်းကင်နဲ့မြေကြီးရဲ့ဝိညာဉ်စွမ်းအားတွေကိုအသေးအတန်စတင်ဆုပ်ယူပါတော့တယ်နောက်ထပ်နှစ်အနည်းငယ်ကုန်လွန်သွားတဲ့အခါမှာတော့တကယ့်ကိုထူးဆန်းတဲ့ခြေအနေတစ်ခုနဲ့ကြုံတွေ့လာရပါတယ်ဘယ်ချိန်ကလေးကစဖြစ်ပြက်နေလဲဆိုတာသူသေချာမသိပေမဲ့တခြားအေယာမမွေကြီးတွေကသူ့ရဲ့ပိုင်နက်ထဲကိုအဆက်မပြတ်ကျူးကျော်ဝင်ရောက်နေကြတာပါသူကသူ့ရဲ့ပုံမူကြီးမားတဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးဒီမွေတွေကိုကြမ်းကြမ်းတမ်းတမ်းလွှင့်ပစ်လိုက်ပြီးမြဲနောက်ထပ်တစ်ကောင်ကထပ်ပေါ်လာပြန်ပါတယ်ဒါကြောင့်သူကကျင့်စဉ်ကျင့်ဖို့တောင်အာယုံမဆိုင်နိုင်တော့လောက်တော်လေးစိတ်အနှောက်အယှက်ဖြစ်လာပါတော့တယ်နောက်ဆုံးရွေးချယ်စရာမရှိတော့တဲ့အဆုံးမှာတော့လူသားတွေရဲ့ကဘာကြီးကတကယ်တမ်းဘလို့ပုံစံရှိလဲဆိုတော့သွားကြည့်ဖို့သူဆုံးဖြတ်လိုက်ပါတယ်ဒီတောင်ကြီးကိုစွန့်ခွာတော့မှာပါနှစ်ရက်ကြာပြီးရဲ့နောက်မှာတော့သူကရွာငယ်လေးတစ်ရွာနဲ့ကက်လျက်တောအုပ်တစ်ခုရောက်ရှိသွားပါတယ်အဲ့ဒီနေရာနဲ့ပတ်သက်ပြီးသူ့ရဲ့ပထမဆုံးအမြင်ကတော့စင်းရဲမွဲတေမှုပါပဲတောင်ဆောင်အောက်မှာပြိုကျလူနီးပါဖြစ်နေတဲ့တက်ကယ်မှုတဲရိပ်လေးတွေကလွဲပြီးဘာမှမရှိပါဘူးချောင်းပေးမှာစပားကင်းတွေအများကြီးရှိပေမဲ့ကန်တင်းရိုးပေါ်ပြေးလွှားနေတဲ့ပိန်ပိန်ချုံချုံခွေးဝါလေးတွေတောင်ကြွက်တစ်ကောင်မှရှာမတွေ့နိုင်ကြပါဘူးသူကခဏလောက်အမြင်ကြည့်ပြီးတောနက်ထဲပြန်သွားဖို့ရည်ရွယ်ထားခဲ့တာပါဒါပေမဲ့မထွက်ခွာခင်မှာပဲကောင်းမလေးတယောက်နဲ့အမှတ်မတင်ဆုံးခဲ့ပါတယ်သူမကအသက်6နှစ်9နှစ်ရွယ်လောက်ရှိပြီးသပင်ကိုကျစ်ဆန်ပြီးနှစ်ဖက်ကျစ်ထားပါတယ်သူမကတောင်ကုန်းအနောက်ဖက်စီကိုလိပ်ပြဖမ်းဖို့နဲ့ပန်းနေခူးဖို့လာခဲ့တာပါပုံမှန်အားဖြင့်တော့ဒီနေရာကဘေးကင်းပြီးဘလို့အန်ဒီရရှိရဲ့တရိษံမှမရှိတတ်ပါဘူးဒါပေမဲ့ဒီနေ့မှာတော့ခြေမတန်တဲ့ဝန်ပလွေအိုကြီးတစ်ကောင်ကအနီးနားမှာချောင်းမြောင်းနေခဲ့ပါတယ်အဲဒီကောင်ချင်းကပ်လာခြင်းမှာတော့ကောင်းမလေးကအကြောက်လွန်ပြီးအေးခဲသွားပါတော့တယ်မွေကြီးကမမြန်ဆန်တဲ့အချိန်နဲ့ဝန်ပလွေကြီးကိုရစ်ပတ်လိုက်ပြီးအယိုးတွေကြေသွားတဲ့အထိကြွက်သားတွေကိုညှစ်ချလိုက်ပါတယ်ကောင်းမလေးကကျမ်းမြင်ပေါ်ထိုင်ချလိုက်ပြီးသူနဲ့ဝန်ပလွေကြီးကိုချိန်တော်ကြောင်ငေးကြောင်ကြည့်နေခဲ့ပြီးမှစူးစမ်းရင်စိမ့်နဲ့စကားဆပြောလာပါတယ်သူမကအနောက်ဘက်တောင်ထဲနေရနေလာတဲ့မွေနဲ့မင်းကြီးလာလို့မေးလိုက်ပါတယ်ဒါကသူ့ကိုဘာပြောရမှန်းတော့မသိအောင်ဆွန့်ရသွားစေခဲ့ပါတယ်အဲ့ဒီရှီအောင်ဒန်နာကြီးတွေကအခုချိန်ထိလွှမ်းမိုးမှုရှိနေသေးပဲလို့သူမမျှော်လင့်ထားခဲ့ပါဘူးဒါကြောင့်သူမပြောတာမှန်ကန်ကြောင်းပြသဖို့သူ့ရဲ့ရှာကိုနှစ်ချက်လောက်ထုတ်ပြလိုက်ပါတယ်ကောင်းမလေးရဲ့ဆက်ပြီးကျမပြောတာကိုနားလည်နိုင်သလားလို့မေးလိုက်ချိန်မှာနောက်တစ်ချိန်ခေါင်းငိမ့်ပြလိုက်ပါတယ်သူမကပူပြီးတော့အံ့ဩသွားပါသေးတယ်ခဏလောက်စဉ်းစားလိုက်ပြီးသူမကိုစားမလားလို့တုံ့ဆန်းဆန်းနဲ့မေးလိုက်ပါတယ်တောင်ပေါ်ကတားရဲတရိษံတွေအားလုံးကလူသားတွေစားရလို့ကျမဖေကပြောပြထားလို့ပါဆိုပြီးတုံရီနဲ့ကောင်းမလေးရဲ့ပြောရှာပါတယ်ဒါပေမဲ့မွေကြီးကတော့ရိုးရိုးလေးပဲခေါင်းခါပြလိုက်ပါတယ်သူမကိုလန့်သွားအောင်လို့တမင်ခေါင်းငိမ့်ပြီးစားဖို့စိတ်ကူးလိုက်မိသေးပေမဲ့တောင်ပေါ်မှာချိန်ကြာအိတ်တယောက်တည်းနေလာခဲ့ရပြီးနောက်မှာတော့စကားပြောဖို့တယောက်လောက်ရလာခဲ့ရင်လည်းကောင်းသားပဲဆိုပြီးလန့်ပြေးသွားအောင်မလုပ်ပဲထားလိုက်တာပါမကြခင်မှာပဲကောင်းမလေးရဲ့ပျော်ရွှင်စွာနဲ့អော်လိုက်ပါတယ်သူဘာမှတော့မတုံ့ပြန်နိုင်ခင်မှာပဲသူမကပြေးလာပြီးသူ့ရဲ့အကြီးကွင်တွေကိုသူမရဲ့လက်သေးသေးလေးတွေနဲ့ပုတ်တက်ရင်ဘလောက်တော့လှပတယ်လဲဆိုတော့ပြောနေပါတယ်ဒါလိုနဲ့တောင်ပေါ်ကိုပြန်ဖို့ရည်ရွယ်ထားတဲ့မွေကြီးဟာအဲ့ဒီမှာပဲဆက်နေပြစ်သွားပါတယ်ရွာအနီးနားမှာသူဆက်နေခဲ့ပြီးယူနာလို့ခေါ်တဲ့အဲ့ဒီကောင်မလေးရဲ့သူ့စီကိုမကြာခဏလာစကားပြောပြီးတော့သူမပင်ပန်းတဲ့ခါတွေမှာကြောပေါ်မှာခွေလေးအိပ်ပျော်နေတတ်ပါတယ်ဒါလိုငိမ့်ချမ်းတဲ့ပုံစံနဲ့လက်အနှဲငယ်ကုန်လွန်သွားခဲ့ပြီးရဲ့နောက်တနေ့မှာတော့ယူနာဟာသူ့စီကိုပြေးလာပြီးကြောပေါ်မှာထိုင်ရင်လုံးဝစိတ်ထဲကျနေတဲ့ပုံစံပေါက်နေပါတယ်ရွာလူကြီးကသူမတို့အိမ်ရဆန်စပါးတွေအကုန်လုံးကိုယူသွားတဲ့အတွက်သူမအရန်ပိုက်စာနေရလို့တူတူလေးပြောပြပါတယ်ဒီနေရာမှာဘာတွေဖြစ်နေလဲဆိုတာကိုမွေကြီးကကောင်းကောင်းနားလည်နေပါတယ်ဒီခေတ်ကြီးမှာတာမန်ပြည်သူတွေကိုတော်ဝင်မျိုးစုတွေကအုပ်ချုပ်ကြပြီးရွာလူကြီးနဲ့အသက်ကြီးသူတွေကဒေသခံတွေပေါ်မှာအနိုင်ကျင့်ပြုမှုနေကြတာပါသူ
သူတို့စီမှာအကျွမ်းမဲ့အာဏာရှိနေပါတယ်ရွာလူကြီးနဲ့အသက်ကြီးသူတွေဟာမျိုးရိုးရဲ့ခေါင်းဆောင်တွေအနေနဲ့ငွေချင်းနဲ့စားစရာတွေကိုလက်ဝက်ကြီးအုပ်လိုက်သိမ်းနေပြီးစင်းရဲသားတွေအနေနဲ့ပြန်လည်ခုခံမှုလုံးဝနီးလန်းမရှိပါဘူးမွေကြီးတေချာစဉ်းစားပြီးရဲ့နောက်မှာတော့ကောင်းမလေးကိုခဏလောက်ခြံထားခဲ့ပြီးတောအုပ်ထဲပြန်လှည့်ဝင်သွားပါတယ်ယူနာမျော်လင့်ကြီးစောင့်ကြည့်နေချိန်မှာပဲသူဟာတောဝက်ငယ်လေးတစ်ကောင်ဆွဲလာရင်ထွက်လာခဲ့ပါတယ်ကောင်းမလေးရဲ့မျက်လုံးလေးချက်ချင်းအယောင်လက်သွားခဲ့ပါတယ်ဒါကသူမအတွက်လက်ဆောင်လားလို့မေးလိုက်တော့သူကခေါင်းညင်ပြလိုက်ပါတယ်ယူနာရဲ့မျက်လုံးလေးကပျော်ရွှင်လွန်းလို့လာချံခွေးလေးလိုဖြစ်သွားပါတော့တယ်သူမအိမ်ပြန်လန်းတစ်လျှောက်လုံးပျော်ရွှင်စွာအော်ဟစ်ရင်းနဲ့ပြေးသွားခဲ့ပါတယ်ဒါပေမဲ့နောက်တစ်နေ့ရောက်တဲ့ခါမှာတော့ဒီအဖြစ်အပျက်နဲ့ပတ်သက်တဲ့ကောလာဟာလာတွေဟာရွာထဲမှာအကြီးအကျယ်ပြန့်နှံ့သွားပါတော့တယ်ယူနာရဲ့အဖေကတောဝက်ကိုချက်ပြုတ်ပြီးရဲ့နောက်တခြားငတ်မွတ်နေတဲ့မိသားစုအတော်များများကိုပါအသားတွေဝေမျှပေးခဲ့ပါတယ်ဒီရွာသားတွေဟာတောင်တန်းကြီးရဲ့အစွန်ဖျားမှာနေထိုင်ရသူတွေဖြစ်ပြီးအချင်းချင်းစီးလုံးမှသာအသက်ရှင်သန်နိုင်မယ်ဆိုတော့ကောင်းကောင်းကြီးသိကြပါတယ်အစတုန်းကတော့ယူနာလေးကန်ကောင်းလွန်းတယ်လို့လူတိုင်းကရိုးရိုးလေးပဲပြောခဲ့ကြတာပါဒါပေမဲ့တောဝက်သားတွေကုံသွားတဲ့အချိန်မှာလေသူမရဲ့ကန်ကောင်းမှုကရှိနေခဲ့ပါတယ်ယူနာဟာတောင်ကုန်းအနောက်ဘက်မှာတောင်ပေါ်ရင်းငယ်နောက်ထပ်နှစ်ကောင်ထပ်တွေ့ခဲ့တာကြောင့်သူမရဲ့မိဘတွေရဲ့တခုခုထူးဆန်းနေပြီလို့စတင်ခံစားလာရပါတယ်စားစရာကြီးထက်ပြက်သွားတဲ့တနေ့မှာယူနာဝန်ပလူကြီးတစ်ကောင်လုံးဆွဲပြီးအိမ်ပြန်လာပါတယ်အခုတော့ရွာသားတွေငြင်းငြင်းမနေနိုင်ကြတော့ပါဘူးကောင်းမလေးတယောက်ကအကောင်ကြီးနေပြီဖြစ်တဲ့တောရိုင်းဝန်ပလူကြီးတစ်ကောင်ဒီတိုင်းလဲကျနေအောင်ဘယ်လိုလုပ်ရှာတွေ့နိုင်ပါလဲဒီလိုနဲ့ပဲတီတိုပြောတာတွေပုံများလာပါတော့တယ်တောင်ဆောင်မှာရွာသားတွေဟာဝန်ပလူအသေးကောင်ကြီးရလာတဲ့အကြောင်းဝိုင်းအောင်ပြီးတီတိုပြောနေကြချိန်မှာယူနာကတော့အလဲမှာခေါင်းငုံပြီးရက်နေခဲ့ပါတယ်ဒီစားစရာတွေကရွာကိုအကြက်တဲကနေလွတ်မြောက်အောင်ကူညီပေးခဲ့ရဆိုပေမဲ့လူသားတွေရဲ့တန်တရားအယမ်းများလာတာကြောင့်အန်တရာယ်ရှိလာပါပြီတကယ်လို့အခြေအနေဒီထက်ပိုသိလာလာရင်သူတို့ကယူနာကိုမိစ္ဆာမလို့ဆွဆွဲပြီးတစ်တိုင်မှာခြေပြီးမိရှို့တက်ပြစ်နိုင်ချေများပါတယ်သူမအဖေကဝန်ပလူဘလို့ရှာတွေ့ခဲ့ရလဲဆိုတော့အတင်းကျပ်မေးပါတော့တယ်ယူနာကတော့အောက်ကိုပဲငုံကြည့်ပြီးလက်ချောင်းလေးတွေကိုပုတ်တက်ရင်ပြန်မဖြေနိုင်မဲဖြစ်နေပါတယ်သူတို့ရွာကိုဖြတ်သွားတဲ့လှည့်လေသွားလာနေတဲ့သူရဲကောင်းတယောက်ကမြဝင်ကူညီသွားတာလားဆိုပြီးသူမအဖေကထပ်မေးပါတယ်သူရဲကောင်းနေဆိုတာဒါရှီယာလို့ခေါ်တဲ့လှည့်လေသွားလာနေတဲ့တိုင်းပညာရှင်တွေကိုဆိုလိုတာပါယူနာကတော့ခေါင်းမဲခါပြခဲ့ပါတယ်ပုံမလင်းလင်းပြောရရင်သူမအရန်ကိုကြောက်နေပါပြီသူမအဖေကအမှန်တိုင်းပြောရမယ်မပြောရင်သူမကိုသမီးတယောက်လိုဆက်ပြီးဆက်ဆံတော့မှာမဟုတ်ဘူးလို့သတိပေးလိုက်ပါတယ်အိမ်နီးချင်းတယောက်ကဝင်ပြီးဖြန့်ဖြေပေးဖို့ကြိုးစားပြီးမြဲယူနာရဲ့အဖေကသူတို့ကိုလက်ကပြပြီးတားလိုက်ပါတယ်သူကကောင်းမလေးကိုအေးဆက်ဆက်စိုက်ကြည့်ရင်မကြခင်သူမစကားမပြောဘူးဆိုရင်တော့ဓမြက်စီးနဲ့ရိုက်ရုံကလွဲပြီးရွေးချယ်စရာမရှိတော့ဘူးလို့တွေးလိုက်ပါတယ်အဖေဖြစ်သူအနေနဲ့သူ့ရဲ့စကားတွေကကလေးမလေးကိုဘလောက်တော့နာကျင်စေလဲဆိုတော့သတိမထားမိတော့ပါဘူး9နှစ်10နှစ်အရွယ်ကောင်မလေးတယောက်အတွက်တော့ဒါဟာအပြင်းထန်ဆုံးစူပူကျိမ်းမောင်းမှုဖြစ်ပြီးယိုနာတယောက်ချစ်ချင်းပဲအထိတ်တလန့်ဖြစ်သွားရပါတော့တယ်သူမရဲ့မိဘတွေကအကိုဖြစ်သူကိုဘလောက်တော့အလိုလိုက်ပြီးသူမကိုကြတော့အေးဆက်ဆက်နဲ့ဆက်ဆံခဲ့ကြရတယ်ဆိုတော့သူမပြန်သတိရသွားပါတယ်သူမရဲ့မိသားစုကသူမကိုတကယ်ပဲစွန့်ပစ်သွားတော့မလားဆိုပြီးအယမ်းကိုကြောက်လန့်နေခဲ့တာပါအမေဖြစ်သူကသူမကိုဆန်ကုန်မြေလေးအလကားဟာလို့ခေါ်ခဲ့တာကိုလေသူမမှတ်မိနေပါသေးတယ်ဒါလိုနဲ့အကျဲကြီးအုံကိုလိုက်ရင်ယိုနာဟာမျက်ရည်တွေထွက်ကြလာပြီးနောက်ဆုံးမှာတော့အရာအလုံးကိုဝန်ခံလိုက်ပါတော့တယ်အချိန်ထဲမှာပဲအနီးနားတော့ထူထူထဲမှာပုံကွယ်နေတဲ့မွေကြီးဟာစိတ်ထဲကနေတက်ပြင်းချလိုက်ပါတယ်တေချာစဉ်းစားပြီးရဲ့နောက်ရွာသားတွေဘယ်လိုတုံ့ပြန်မလဲဆိုတော့ကြည့်ဖို့အတွက်သူ့ကိုယ်သူထုတ်ဖော်ပြသဖို့ဆုံးဖြတ်လိုက်ပါတယ်ရုတ်တရက်ရွာရဲလူတယောက်ကမွေပြူကြီးလို့အော်ဟစ်လိုက်ပါတယ်လူတိုင်းရဲ့အကြည့်တွေကအဲ့ဒီလူလက်ညှိုးထိုးပြတဲ့တောအုပ်အစွန်စီကိုရောက်သွားကြပါတယ်ယိုနာတယောက်အကျဉ်းငွေရင်းနဲ့ရှေ့ကိုပြေးထွက်သွားပြီးမွေကြီးကိုလက်လှမ်းပြီးဖက်လိုက်တာကိုတွေ့လိုက်ရပါတယ်သူကသူ့ရဲ့ရှာကိုထုတ်လိုက်ပြီးကလေးမလေးကိုနှစ်သိမ့်ပေးရဲ့အနေနဲ့ကြောပြင်ကိုအနှဲငယ်ဖွတ်သက်ခွင့်ပြုလိုက်ပါတယ်သူရှိနေကြောင်းကိုအသိပေးပြီးရဲ့နောက်လှည့်ပြီးတော့တောအုပ်ထဲကိုပြန်ဝင်သွားပြီးဆက်ဖြစ်နေတဲ့အခြေအနေကိုစောင့်ကြည့်ဖို့တခြားတစ်ဖက်ကိုအဝေးကွေ့ပတ်သွားခဲ့ပါတယ်ရွာသားတွေကယိုနာကိုဘာအန်ဒီယမမပေးဘူးဆိုတော့မြင်တွေ့မှသာစိတ်အေးသွားခဲ့ရပါတယ်မကြခင်မှာပဲမွေနဲ့မင်းကြီးအကြောင်းဌာနကြီးစတင်ပြန့်နှံ့လာပါတော့တယ်